အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့အခုဆိုရင်ဓမ္မောင်မျိုးနဲ့မုန်းနယ်တော်ကြီးရွာကလူတွေကဦးရီကျော်တင်လူတိုင်းကမှတော်ကြော့ကြော့ခိုင်လာအောင်စီရမို့ဒီသားကြီးတို့ရှင်110ပါအလူတော်မင်္ဂလာအတွက်အေယာဝီရမ်းမိသားကြီးဇလွန်မျိုးနဲ့ပိုင်ကျုံရွာတို့လူရဲ့ပစ္စည်းများအမင်းပေါင်းများပေးချာများအားလုံးကိုတွားရောက်ပို့ဆောင်နေဖြစ်ပါတယ်ခင်ဗျာဒါတော့ရှင်110ပါလူတဲ့ဒါနအလူကြီးတွေပကာဒနာဘုပဲထာဝရစိတ်မာလူနှမျိုးတို့ကြီးမရှိပါပဲပြတ်သားလူလက်ဖြတ်ခါအောင်လူအေးကြောအလူတော်ရကကြီးစေရနာတော့ချက်ခိုင်လို့အိမ်ကျောင်းစရမကြဖယားဒါတော့လူငယ်ပစ္စည်းများနဲ့အမင်းပေါင်းတင်လာတဲ့ကားပဲပြပါလိမ့်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့ဒီကိစ္စတွေသာနားပါခင်ဗျာကျွန်တော်လူအတွက်ပါရီဖြည်းဖြည်းရဲ့ဒီဟာပါလာတဲ့ကျွန်တော်ရဲ့အကူတွေဖြစ်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်တို့အမြဲတမ်းမနေ့တရားနေပြီးတော့အေယာဝတီတိုက်ကြီးဘက်သို့ကျွန်တော်လက်ခွဲတော့ပါခင်ဗျာအလူပေးလို့မဝင်မချမ်းစရာမရှိပါပဲဘေးဘက်ကတဆုပ်ချင်းရင်တလဲညာဝေးအယုတ်လည်းမြဲမီပေးလူလာမကြီးကတော့ကြော့ကြော့ခိုင်အလူမကြီးစိတ်ထားတူအကောင်းအစုအချမ်းအကျုံးမခွေလက်တွေကပဲအခုဆိုရင်တောင်စင်းတောင်ထက်လမ်းတွေနဲ့တို့တောင်ပေါ်ဒေသတို့ရောက်ရှိသွားလို့ခံရတဲ့ရှင်ကင်းဒီကွန်းတွေလည်းဒီကွန်းတွေလည်းဖြစ်ပါတယ်ဆိုရင်ဖြောင်းမျိုးတို့ရောက်ပါခင်ဗျာဖြောင်းမျိုးဈေးထဲမှာဝယ်စရာရှိရဝယ်ပြီးတော့ကျွန်တော်တို့ပိုင်တော်တော်ကိုဆက်လက်သွားတော့ပါခင်ဗျာကြောခိုင်အလူမအာရဝတ်တာငါမအပြောဆုံးလို့ပြောလိုက်ချင်နေလောကမှာမြင့်မြတ်ဆုံးလို့ခံယူပြီးတော့ဒါနာဟုတ်ကဲ့အခုဆိုရင်အလူအိမ်ရောက်ပါပြီ။ညာလည်းမောင်းနေပါခင်ဗျာ။အဲကြောင့်ခုနကမတ်ဆက်တာကြီးအကုန်လုံးပြန်ရင်းနဲ့ခက်ခဲနေကြီးတယ်ပါရမီထူးလို့အဲ့ဒီညာကြည့်ကြပါခင်ဗျာ။ဘောင်းတဲ့ထမ်းမဲ့တရွက်တဲ့အလူပေးလို့တစ်ခေဖြစ်တယ်ဗျာမရှိလို့မလူလို့မရှိရှိတာရှိတာလူရမရှိရှိတယ်ဗျာလူမရာကြီးလူရာကြီးနဲ့အလူမကြီးနဲ့ဗျာချစ်သားလေးနဲ့မိသားစုလေးနိဗ္ဗာန်ဘုန်းကြီးစီလို့တမှုတမယာလူရသွားစို့နိဗ္ဗာန်ကြီးမလို့လူ
စေတနာသုံးတာမြတ်လို့လူနိဗ္ဗာန်ဘုန်းကြီးစီလို့တမှုတန်တရားလူရသွားဆိုလူနိဗ္ဗာန်ဤမလို့လူစေတနာသုံးတာမြတ်လို့လူနိဗ္ဗာန်ဘုန်းကြီးစီလို့တမှုတန်တရားလူရသွားဆိုလူနိဗ္ဗာန်